ဒီကဘာမြေပေါ်မွေးဖွာလာလူတွေဟာပြည့်နေရင်မှုလောဘဒေါသမောဟလွန်ကျူးကအမောင်မပြောပါကနောင်ရည်တွဲမေးနေဒီခန္ဓာချုပ်ငိမ့်သွားမယ်တနေ့သင်ကိုယ်တိုင်သင်သိမှာပါဖြေနိုင်ရဲ့လားအသက်ပု္ပ္ပာဒီလောကကြီးကထွက်ခွာရင်ဘယ်ရောက်မလဲအသေးချာပြန်စဉ်းစား